ဒီထိုးလာခဲ့ပြီးလို့ရှိရင်ဒါပြန်ပြမယ်နော်ဒါဘယ်နှတန်းထိုးထားရလဲဆိုဒီအကုန်လုံးပြီးကို20နဲ့6တန်းရှိရပေါ့နော်26တန်းရှိရ26တန်းရှိတဲ့အခါကျလို့ရှိရင်ခါကြတော့ခဏချမ်းဒီပုံစံရှိတယ်အခုရှိတဲ့ထိုးထားရဟာကိုဒီကနေပြီးတော့ဒီဒါအခုဒီပုံစံကိုထိုးလာတာအခုထိုးရမှာကြတော့ဒီစင်ကိုဒါမဲ့ဒီချိုင်းစားတာနေပြီးတော့ဒီလက်ကြီးကိုသွားမယ်နော်အဲ့ဒါဘယ်လိုပုံစံထိုးရမလဲဆိုတော့ပြဿနာနော်အင်းဆုံးဒီမှာအမှတ်စိတ်လေးမှတ်ထားရှိရဒီဟာထိုးထားတဲ့ဟာကအကုန်လုံးပေါင်းဒီကနေပြီးတော့ဒီက80ရှိတယ်80တိုင်ရှိတောင်ကထိုးထား80ရှိရှိထားတဲ့ဟာကိုဒီကနေပြီးတော့ဒီထိယူထားတဲ့မကကြတော့ဒီကနေဒီထိယူထားတဲ့ဟာက6တိုင်ဒီကနေပြီးတော့ဒီထိယူထားတဲ့ဟာက6ခုရှိတယ်ဒီနေ့3 4 5 6လို့ရှိရင်ဒီကနေပြီးတော့ဒီထိမှတ်ထားတဲ့ဟာကဒီကြတယ်နော်ဒီကနေဒီထိယူထားတဲ့ဟာက6တိုင်ရှိမယ်ဒီကနေပြီးတော့ဒီထိယူထားတဲ့ဟာ6တိုင်ရှိမယ်ဒီကနေပြီးတော့ဒီထိကိုယူထားတဲ့ဟာက28ရှိမယ်ဒီဘက်ကနေပြီးတော့ဒီထိယူထားတဲ့ဟာက28ရှိမယ်ဒီကမှရှိမယ်ဆိုတော့80ရှိမယ်နော်ဒီကောင်ဒါလေးနော်အဲ့ဒါကိုဘယ်လိုလုပ်မှလဲဆိုတော့ဒီကနေဂျိုင်းလိုက်တာပြီးတော့ဒီကကိုဘုံပုံစံလုပ်မှပြီးတော့ဒီကကိုထားခဲ့မှာနော်အဲ့တော့စထိုးမယ်ဆိုတော့ဒီဘက်ကနေပြီးတော့အရင်စထိုးမယ်နော်ဒီမကြိတ်ချိတ်ထားတဲ့ပေါက်ကနေပြီးတော့ဒီဆိုင်ဒီနဲ့တိုင်တို့နဲ့တိုင်ရင်စထိုးမယ်တိုင်တို့နဲ့တိုင်ရင်စထိုးပြီးတော့လို့ရှိရင်ဒီဘက်ဒီဟာလေးကိုဝင်ပြီးတော့ဒီကနာမယ်ပြီးရင်ဇိုးပဲဆက်မယ်ဇိုးပဲဆက်ပြီးတော့နောက်တစ်ခုကိုပြီးတော့ဝင်မယ်ပြီးရင်ဆက်ထုတ်မယ်အဲ့ဒါမှအကုန်လုံးပေါ့ပြောချင်တာဒါတိုင်ရောလောက်တော့နော်လို့ရှိရင်ဒီဘက်ကတော့ပုံမှန်လေဒီထိုးလာခဲ့ပြီနော်ဒီမှာဒီရရောက်လို့ရှိရင်တစ်ချက်ပြန်ကြည့်ပြီနော်နေရလို့ရှိရင်မစိတ်စိတ်ရတဲ့ပေါက်ရဲ့ဒီဘက်မှာရှိတဲ့ပေါက်အဲ့ချိန်ကနှစ်ပေါက်ပဲကျန်တော့လေချိန်လာလို့ရှိရင်ဒီရှိရပေါက်မှာဒီဝင်ပြီးလို့ရှိရင်အကုန်စုံတော့ဘယ်နဲ့တစ်ခုပဲဆက်တော့နော်တစ်ခုပဲဆက်တော့ပြီးတော့ဒီမစိတ်စိတ်ရတဲ့ပေါက်ရောက်လို့ရှိရင်တခါတိုင်လက်ဆက်ဝင်လို့ရှိရင်အဲ့ဒါကြမှာတခါလေအကုန်လုံးဆက်တော့နော်ဒီပုံစံရလို့ရှိရင်ဒီဘက်ကကြော်ထားလိုက်တော့နောက်တစ်စမ်းတက်မယ်ဒါချိန်တစ်ခါထိုးမယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်မယ်တိုင်လက်ဆက်တိုင်ရောဆက်ထိုးရမှာနော်ဆက်ထိုးရမှာဖြစ်တဲ့အတွက်ဒီရဲ့ဒီစမ်းမှာပုတ်နေတယ်လို့ရှိရင်အားတော့ဘာမှရှာမအကုန်လုံးကိုတခါလေဆက်ထုတ်မှာနော်ဟုတ်တယ်နော်ဒီလို့ရှိရင်ဒီကနေပြီးတော့ဒီနှစ်ပေါက်ချမ်းသုံးပေါက်မြောက်တီကိုတိုင်လက်တွေပုံမှန်ထိုးလာခဲ့ပြီနော်ဒီမှာနှစ်ပေါက်ချမ်းတဲ့ချိန်ရောက်လို့ရှိရင်တခါတစ်ခုပဲဆက်ထုတ်မယ်ဒီရှိရင်နောက်တစ်ပေါက်ချမ်းမှာကောလုံးဆက်ထုတ်မယ်ဒီမှာနှစ်တန်းထိုးပြီးသွားပြီနော်နှစ်တန်းထိုးပြီးသွားလို့နောက်တစ်တန်းကိုတက်မဲ့ချိန်ကြလို့ရှိရင်လည်းအတူတူပဲချိန်နှစ်ခုထိုးမယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်မယ်ပြန်လှည့်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့တိုင်ရောက်လုံးမနော်တိုင်ရောက်လုပ်ဖို့အတွက်တစ်ခါဆက်ထုတ်မယ်နှစ်တိုင်းတန်းအောင်ချက်မယ်နောက်တစ်တိုင်းထဲမှာထပ်ပြီးတော့ဆွဲမယ်
ပြီးတော့မှ3ခုလုံးမှတစ်ခါတည်းဆွဲထုတ်မယ်ဒီပုံစံနော်အဲ့ဒါကိုပြီးလို့ရှိရင်ကြာလို့ရှိရင်တူပဲတိုင်းလက်တွေဥပဲအကုန်လုံးဒီနှစ်ပေါက်ချန်ပြီး3ပေါက်မြောက်ထိကတိုင်းလက်တွေကြီးပဲထိုးလာခဲ့ပြီနော်ဆောင်းနေထိုးလာခဲ့လို့ဒီမှာနှစ်ပေါက်ချန်တော့အချိန်ကြာလို့ရှိရင်တစ်ခါတိုင်ရောထပ်လုံးမယ်တစ်ခါထုံးမယ်တစ်ခါထုံးမယ်ဒီကမှအကုန်လုံးကိုဆွဲထုတ်မယ်ဒီလိုပုံစံရမယ်နော်နောက်တစ်တန်းလက်ကိုလည်းထပ်ပြီးတော့ချိန်တစ်ခါထိုးမယ်ပြန်လှည့်မယ်ပြန်လှည့်ပြီးသွားလို့ရှိရင်လည်းအတူတူပဲတိုင်ရောထပ်လုံးမယ်နော်တိုင်ရောလုပ်ဖို့အတွက်တစ်ခါလျှော့မယ်နောက်တစ်တိုင်းထပ်ထိုးမယ်အားလည်းကြမှာအကုန်လုံးကိုဆွဲထုတ်မယ်ပြီးလို့ရှိရင်အဆုံးထိဒီ3ပေါင်းမြောက်ထိကိုဒီတိုင်လက်ကလေးပြန်ထိုးမယ်နော်ဒီမှာနောက်ဆုံးနှစ်ပေါက်ချန်တဲ့အချိန်ကြာလို့ရှင်လဲတိုင်ရောထပ်လုပ်မယ်အဲ့ဒါကိုအကုန်လုံးတိုင်ရောလုပ်လာတာဘယ်နှတန်းရှူသွားပြီလဲဆိုတော့1 2 3 4နောက်တစ်တန်းပြည့်အောင်ထပ်ပြီးတော့ထိုးလာပြီနော်အကုန်လုံးပေါင်းစုစုပေါင်း9တန်းပြည့်အောင်ထိုးပြီနော်